လဲအားလုံးပဲမင်္ဂလာပါခင်ဗျာဇန်နီဂိမ်းမရနေပြီးတော့ကြိုဆိုလိုက်ပါတယ်အခုတစ်ခေါက်ဗီဒီယိုလေးမှာတော့နောက်ထပ်အသစ်ထွက်ရှိလာမယ့် skin တွေနဲ့အတူတူ free ပေးသွားမယ် Roger skin ကိုလည်းကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင် brother တို့ရေနောက်ပြီးတော့ကျွန်တော် Street Fighter event အကြောင်းလေးကိုမနေ့တုန်းကဗီဒီယိုမှာတင်ထားပါတယ်သိချင်တဲ့ဆိုရင်အဲ့ဗီဒီယိုလေးကိုတွားပြီးကြည့်လို့ရပါတယ်ကဲဒါဆိုရင်တော့ဘာ skin တွေထွက်လာမလဲ Roger skin ကြီးကတော့ဘယ်လိုအခြေအနေရှိလဲဆိုတာကိုကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင် let's go ပထမဦးဆုံး skin ကတော့ Join ရဲ့ special skin ပဲဖြစ်ပါတယ်သူရဲ့ animation လေးကိုတစ်ချက်ကြည့်လိုက်ကြလို့ brother တို့ okay ဆိုတော့လမ်းသားပဲ special skin ဆိုတော့လဲ special skin လောက်တော့ရှိမှာပေါ့နော်တော်တော်လေးတော့မိုက်ပါတယ် join player တွေနဲ့တော့ဝက်တင်နေပေါ့နော် diamond ဘယ်လောက်နဲ့ရမလဲဆိုတော့မသိသေးဘူးနောက်ထပ် skin တစ်ကောင်အနေနဲ့ကတော့ Angela ရဲ့ elite skin ပဲဖြစ်ပါတယ်ဟို elite skin လေးကတော်တော်ချစ်ဖို့ကောင်းတော့ပဲကောင်မလေးတော်တော်ကြိုက်ကြမှာကြည့်လိုက်အောင်သူရဲ့ animation လေးကတော်တော်လေးလမ်းနေဗျ elite လို့တော့မထင်အောင်တော်တော်လေးလှရယ်နော်ဟိုးလှတယ်ဒါချစ်ဖို့ကောင်းတယ်ကွာနောက်ထပ် skin တစ်ခုကတော့နောက်ထပ် skin တစ်ကောင်ကတော့ဘာဇီယာရဲ့ epic skin ပဲဖြစ်ပါတယ် okay ဟို skin ဟို animation ကတော်တော်လေးတော့လမ်းနေဗျဘာဇီယာကြီးက okay ဟုတ်တယ်ဟာတော်တော်လေးကြိုက်တယ်ဟို promo diamond လာရင် brother တို့ wedding နဲ့ skin ထဲမှာဘာဇီယာရဲ့ skin ရောပါရနော်တော်တော်လေးလမ်းနေဗျ okay အဲ့ဆိုတော့ brother တို့နောက်ထပ်skin တစ်ခုကိုထပ်ပြီးသွားကြအောင်ဘာ skin လေးဖြစ်မလဲဆိုတော့နောက်ထပ်ထွက်ကြည့်လာမယ့် skin တစ်ခုကတော့နောက်ထပ် skin တစ်ခုကတော့ဒီမှာ Ballmon ရဲ့ Collector ပေါ့နော် Titan skin ပဲဖြစ်ပါတယ် okay ရှယ်လန်းတာပဲ animation ကြည့်လိုက်အောင်စကားရအောင်ထိကုန်ပြီကျွန်တော်ဒီမှာ Collector ရှိရပေါ့နော် Titan ဆိုကျွန်တော် Titan ဆိုရင်ကုန်ဝယ်မယ်ဗျာ Titan skin တွေတော်တော်ကြိုက်တယ်ကျွန်တော် oh my god ကြည့်လိုက်အောင်ဟိုရှယ်ပဲဒီ Ballmon skin ကတော်တော်လေးတော့မိုက်တယ်မိုက်ပါဘော Collector ကြီးပဲဆိုတော့okay အဲ့ဆိုတော့ brother နောက်ထပ် skin တစ်ခုကိုတွားလိုက်ရအောင်ဗျာ let's go နောက်ထပ် skin ကဘာဖြစ်မလဲဆိုတော့ Bellary ရဲ့ဒီမှာ Starlight skin ပဲဖြစ်ပါတယ်ကြည့်လိုက်အောင် oh ရှယ်လန်းတော့ပဲကြည့်လိုက်အောင် Bellary ရဲ့ Starlight skin နောက်ပြီးတော့သူ့ရဲ့ဒီမှာ scale effect video လေးလည်းရှိတယ်ကျွန်တော်ပြမယ်ဒီမှာဆိုရင် Bellary ရဲ့ Starlight ကြိုက်တယ်ဗျာဒါဘယ်မှာလာမှဂျွန်မှာတော့ Harry ရှိတယ်ဂျွန်လိုက်မှာလာမလားတော့မသိဘူးဂျူလိုက်မှာလာတော့မထင်နဲ့အိုးတော်တော်လန်းတာပဲဗျာ okay Belarus skin ကတော့ brother ကျွန်တော် diamond 100နဲ့ဟာဝယ်မယ်ကျွန်တော် 10 player ဆိုတော့လေ10 player လို့တော့မသုံးပါဘူး10 rule ခိုင်တာများတာပေါ့နော် okay တော်တော်လေးမိုက်တယ်ဗျာသူရဲ့ scale effect video လေးကိုတူတူကြည့်လိုက်အောင်ရင်းဆုံးသူ့ရဲ့ပတ်စစ်လေးဒါပတ်စစ်လေးပေါ့သူလက်သေးနဲ့ကုတ်တဲ့ကအတိုင်းထွက်လာမယ်ဒါ scale 1တော်တော်လေးတော့လှရယ်နော် Belarus skin လေးကလှတယ်ကျွန်တော် Ipiniba ကိုလှတာနော်oh my god အဲ့ဒီမိတ်ကြီးတွေးလိုက်လား what the fuck အဲ့ဒီမိတ်ကြီးကတော်တော်လှတယ်ဗျ oh Bellary ရဲ့ဒီ Starlight member တော့ဝင်ရတော့မယ်ကဲနောက်တစ်ခု video လေးကတော့ brother တို့သိချင်နေကြတယ် Roger skin ရဲ့ဒီမှာ animation လေးရဲ့ scale video လေးကိုကျွန်တော်ကပြပြမှာဖြစ်ပါတယ်တူတူကြည့်လိုက်ရအောင် brother တို့ let's go အလိုလိုချွတ်စင်ကြည့်စမ်းမအောင်ပေါ်လုံးမပေးထားဘူး free skin ဆိုပေမဲ့ oh my day Roger skin လည်းကြည့်အောင် special skin ပေးမှာပဲဖြစ်ပါတယ် special skin ကိုmobile legend နေပြီးတော့ free ပေးသွားမှာเนาะ brother တို့အဲ့ဒါဘယ်ရက်မှာပေးသွားမှာလဲဆိုတော့6လပိုင်း9ရက်မှာစပြီးတော့ပေးသွားမှာပဲဖြစ်ပါတယ်ဒါတော့သူ့ရဲ့ scale video လေးဒါမှ okay ကျွန်တော် Roger တော့တိတ်ကန်တော့မရှိဘူး okay တော်တော်လေးတော့မိုက်တယ်เนาะ okay မိုက်တယ်ဟာကိုရောင်ကိုဝါဒီတောင်းနေကွာ okay ဟုတ်တယ်တော်တော်လေးမိုက်တယ်ကသူ့ရဲ့ဒီအဖက်လေးတော်တော်လေးကြိုက်တယ်မိုက်တာပဲ okay ဟုတ်တယ်အဲဆိုတော့ဒီနေ့အတွက်ဗီဒီယိုလေးရတဲ့ဒီလောက်ပါပဲကျွန်တော်ရဲ့နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ကြပါမယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လေးလုပ်ဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ Zenith Gaming ပဲဖြစ်ပါတယ်